ထားပါတော့ချေချောချင်းချင်းတို့ကမှာရေးမြန်မာပြည်ကိုဘယ်လိုတရားမယ်ဆိုတာသိတယ်ဘူးနော်ဒီနေရာမှာတရုတ်မြန်မာကာကိုတွေ supplier တွေ agent တွေကအရေးကြီးတာပါကာကိုဆိုတာအလွယ်ပြောရရင်တရုတ်နဲ့မြန်မာကြားအမြန်ချောဖို့နဲ့တည်ပြီးနေတဲ့ကားကုတ်တွေပဲဖြစ်ပါတယ်တရုတ်နိုင်ငံမှာရှိတဲ့သူတို့ရဲ့ကိုယ်တော်တွေကိုပို့ပေးလိုက်ရင်သူတို့ကမြန်မာပြည်အရာပို့ပေးမှာဖြစ်ပါတယ်ကာကိုတီးတဲ့ဆိုရင် supplier fee ပေးရမှာဟုတ် supplier နဲ့မှာမဆိုတော့ supplier fee တွေရှိပါတယ် supplier fee ကတော့ 3% နဲ့ 5% တွေရှိတတ်ပါတယ်ကာကို fee ကိုနှစ်မျိုးတွက်ကြတယ်တစ်မျိုးက kg နဲ့ဖြစ်ပြီးတော့တစ်မျိုးက CBN နဲ့ဖြစ်တယ်ပစ္စည်းသေးလေးနဲ့ကြည့်ပြီးတော့အလေးချိန်ရှိတဲ့ဟာတွေဆိုရင် kg နဲ့တွက်ပြီးတော့ကုန်ပွားတွေဆိုရင် CBN နဲ့တွက်တယ်ကဲလို့ကာကိုနဲ့တယ်မယ်ဆိုရင်သူတို့ရဲ့ရွှေလီမှာရှိတဲ့ကိုတော်လိပ်စာကိုတောင်းထားဖို့လိုတယ်ကိုတော်ကပစ္စည်းရောက်ရှိပြီဆိုရင်မန္တလေးတို့ရန်ကုန်တို့ကိုသူတို့ကတစ်ဆင့်ပို့ကြမှာဖြစ်တယ်ကာကိုကပေးထားတဲ့ရွှေလီလိပ်စာကိုမိမိတို့ရဲ့ထားပေါင်တို့တခြားရှင်းတို့မှာ copy paste နဲ့ပဲထည့်လို့ရတယ်ကာကိုလိပ်စာရပြီဆိုရင်ထားပေါင်တို့တခြားရှင်းတို့မှာဘယ်လိုထည့်ရမလဲဆိုတာနောက်ဗီဒီယိုတွေမှာပြသပေးမှာဖြစ်တယ်ဒါကြောင့်မို့ like and follow လုပ်ထားဖို့တောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်